မင်္ဂလာပါမျိုးတွေနော်ချိန်ကာလအပြင်လည်း17:31ပေါ့ဗျာနော်အဲ့တော့ကျွန်တော်မျိုးတွေနော်မိုက်သေးရင်တော့စိုးအောင်ကြည့်ကြပါနော်ကျွန်တော်မျိုးတွေမနေ့ကကျွန်တော်ပြောခဲ့တဲ့စင်ကောမာဇာဂီဒီတနေ့လာနေ့မနေ့ည2ချိန်သုံးဖို့2ချိန်ထိမဲ့စင်ကောမာဇာဂီဒီ3ည1အဲ့တော့3ညနဲ့ပတ်သက်တဲ့တင်ခွက်1နဲ့ပတ်သက်တဲ့တင်ခွက်ဒီကျွန်တော်ပြောခဲ့ပါတယ်နော်ကျွန်တော်မျိုးတွေရေးပြီးတော့လည်းကျွန်တော်တင်ပေးခဲ့နော်အဲ့တော့3ညနဲ့ပတ်သက်တဲ့မိတ်တင်ခွက်မှာ3ညခွန်ဒီထိတ်ဆုံးမှာပါပါတယ်နော်အဲ့တော့ဒီကနေ့ကျွန်တော်တို့တနေ့လာနေ့ညနေမှာ3ညခွန်ဆိုပြီးတော့ပြီးခဲ့ပါတယ်အဲ့တော့စင်ကောမာစတာကီကိုစောင့်မျှော်ပြီးတော့စော့ကြတဲ့အမျိုးတွေအကျိုးရခဲ့ပါပြီဗျာအဲ့တော့ကျွန်တော်မျိုးတွေကျွန်တော်ဗီဒီယိုဖိုင်လေးကိုတွေ့ရင်စိုးအောင်နားထောင်ပြီးတော့အများမြင်အများသိအောင်ကျွန်တော်မျိုးတွေများတာ share ပေးလိုက်ပါများ share ပေးပါလို့တောင်းဆိုပါတယ် share ပေးတဲ့မျိုးတွေလည်းအားလုံးလိုအပ်ဆန္ဒတလုံးတော့ပြည့်စုံနိုင်ကြပါစေလို့ဆန္ဒပြုဆုတောင်းပါတယ်နော်အဲ့တော့မနက်ဖြန်က29ရက်6လ2025နော်အင်္ဂါနေ့အတွက်နော်ကျွန်တော်ရဲ့စင်ကွန်မာစတာကီနှလုံးလေးကျွန်တော်မျိုးတွေ3ညနဲ့1ပါပဲကျွန်တော်မျိုးတွေ3ညနဲ့1ပဲဗျာနော်အဲ့တော့စဉ်းစားတရားတွေတခုကျွန်တော်ပြောမယ်ပြီးခဲ့တဲ့ဘက်ကနော်အင်္ဂါနေ့မှာ3ည1မာစတာကီညနေပိုင်းမှာ3ညခွန်လို့3ညနဲ့အကျိုးပြုတယ်ဗုဒ္ဓဘူးနေ့ကြတော့ကျွန်တော်မျိုးတွေ3ည1မာစတာကီညနေပိုင်းမှာ1နဲ့အကျိုးပြု3ည1မာစတာကီ2ကြိမ်ကြတယ်2ကြိမ်မှာတစ်လုံးစီခွဲပြီးအကျိုးပြုအဲ့တော့အခုတစ်ပတ်လည်းလာပါပြီတနေ့လာနေ့က3ည1မာစတာကီ3ညနဲ့အကျိုးပြုတယ်90အဲ့တော့မနက်ဖြန်အင်္ဂါနေ့မှာလည်း3ည1မာစတာကီထပ်ဖြစ်တဲ့အတွက်ကျွန်တော်မျိုးတွေစဉ်းစားဖို့ကတစ်လုံးကောင်းပါတယ်နော်အဲ့တော့တဲ့နဲ့ပတ်သက်ရင်16 18 10 12နဲ့14 19ပါတဲ့နော်3ညနဲ့ပတ်သက်လို့ရှိရင်တော့အထက်ကဆော့ရမယ်ကွက်တီ3ည9 3ည8 3ည1နဲ့3ည4 3ည5 3ည1နော်ကျွန်တော်မျိုးတွေမနက်ည2ကြိမ်သုံးဖို့1ကြိမ်ထိပါလိမ့်မယ်နော်အဲ့တော့ကျွန်တော်ရဲ့ဥမကျော်စင်ကိုရွာပတ်တီးဒီနှစ်တလုံးပါအင်္ဂါဗုဒ္ဓဘူး2ရက်အတွင်းမှာနှစ်တီလာပါလိမ့်မယ်ပတ်တီးဆော့တဲ့မျိုးတွေဆော့လို့ရပါတယ်နော်အဲ့တော့မနက်ဖြန်မရောရှယ်3ခွက်ထိုးကြီးကရန်တစ်ခွက်ကိုပေါက်ပွေး2000နဲ့ကူညီပေးမယ်ရဲရဲလို့ပေါက်တဲ့အခါ3DT ပေးရင်6ခွန်1ချက်3ည6 3ည3ည5ပိုက်ပါနဲ့ခွန်6နဲ့4 3ညကို3 3ည2ကိုစပ်ပါကျွန်တော်တို့ဒီအားလုံးဆင်ပေးကြပါလိမ့်ဗျာ